အားလုံးပဲမင်္ဂလာပါဗျဒီနေ့ update မှာတော့ကျွန်တော်တို့ Telegram channel ရှိတဲ့သူတွေအတွက်အပြောင်းလဲအကြီးဆုံးတစ်ခုဖြစ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့က Telegram မှာအားနည်းချက်တစ်ခုရှိတယ်အဲ့ဒီအားနည်းချက်ကဘာလဲဆိုတော့ Telegram channel တွေမှာ admin စီကိုတိုက်ရိုက်စာပို့လို့ရတဲ့ဟာမျိုးမရှိဘူးဒါမှမဟုတ်လဲ admin စီကိုပို့တာမဟုတ်ရင်တောင်မှပဲဒီ channel ကိုကျွန်တော်တို့ကဒီ channel ကadmin နဲ့ဆက်သွယ်ခြင်းတယ်ပေါ့နော် channel ကိုစားပို့ခြင်းတယ်ဆိုလို့ရှိရင်ပို့လို့မရအောင် Facebook မှာဆိုလို့ရှိရင် Messenger ရှိတဲ့အတွက် Facebook page တွေကနေပြီးတော့မှာခြင်းတယ်ဆိုလို့ရှိရင်အဲ Facebook page Messenger တွေကဒီ Messenger နဲ့ချိတ်ပြီးတော့ပေါ့နော်ဒီ Facebook page ကနေပြီးတော့ message ကိုနှိပ်ပြီးတော့ကျွန်တော် order တင်တာတွေပါလုပ်လို့ရတယ်ပေါ့နော်ဒီ Telegram မှာကျတော့အားနည်းချက်အဲ့လိုလုပ်လို့မရအောင်အဲ့လိုလုပ်လို့မရတော့ကျွန်တော်တို့အရင်တော့ဘယ်လိုလုပ်ခဲ့လဲဆိုတော့ကျွန်တော်တို့ cloud service တွေပါညာရှိရပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးအခုဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တက်ထားရပေါ့နော် channel ထိပ်မှာဒီမှာဝယ်ပါဆိုပြီးတော့ကျွန်တော် cloud ကလေးတစ်ခုတက်ထားရအဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ဒီ personal account ပေါ့နော်အဲ့ account ထဲကိုရောက်တော့မှာအဲ့မှာ message လာပို့လို့ရတယ်အဲ့လိုမျိုးနဲ့သွားရတာပေါ့နော်အားနည်းချက်ကဘာလဲဆိုတော့ဒီမှာ cloud ကတစ်ခုပဲတက်လို့ရတာဆိုတော့ကျွန်တော်မှာ admin 3ယောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်3ယောက်ထည့်လို့မရဘူးအကောင့်တစ်ခုပဲထည့်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ကပဲတိုင်ခံပြီးဖြည့်ရတာပေါ့နော်အဲ့လိုမျိုးရှိခဲ့တယ်ပေါ့အခုကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျတော့ကျွန်တော်တို့ Telegram channel ကိုဓာတ်ရိုက်စာပို့လို့ရသွားတယ်အဲ့လိုစာပို့လိုက်ပြီဆိုရင်ဒီဟိုဘက်က admin 9ယောက်ရှိရင်9ယောက်လုံးကဒီစာကိုမြင်ရမယ်အားတဲ့တယောက်ကဝင်ပြီးစာပြန်လို့ရတယ်အရာဝယ်လုပ်လို့ရတယ်အဲ့လိုပုံစံမျိုးနဲ့သွားမှာပေါ့နော်ဆိုတော့ဘယ်လိုစာပို့ရမလဲဆိုတော့ကျတော့အခုကျွန်တော်တို့ဒီ channel ထဲမှာဝင်လိုက်တယ်ပေါ့ channel ဝင်လိုက်တယ်ဆိုလို့ရှိရင်အောက်ဆုံးမှာခလုတ်3ခုရှိတယ်ညာဘက်တောင်ဆုံးကကျတော့ gift ပုံစံလေးနဲ့ပေါ့အဲ့ဒါကကျတော့ဒီ channel ကို gift တွေပါပေးတာမျိုးအတွက်သုံးတာပေါ့နော်အလေကောင်မှာတော့တည်တဲ့အတိုင်းပဲ mute လုပ်ချင်တယ်ဆိုလို့ရှိရင် mute လုပ်လို့ရတဲ့ခလုတ်ကလေးရှိရပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့အခုမှအစ်စ်ပေါ်လာတဲ့ဘေးဆုံးကဒီ bubble ပုံစံမျိုးလေးနဲ့ဟာလေးပေါ့နော်အဲ့ဒါကကျတော့အခုကျွန်တော်ပြပြမယ်ဒီ channel ကိုစာပို့တဲ့ဟာပေါ့နော်ဆိုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ channel ကိုစာပို့လို့ရတယ်သူကလည်းဒီမှာစာပို့နေကြပုံစံတိုင်းပဲပေါ့နော် channel admin တယောက်က sync ပြရဲဆိုလို့ရှိရင်အမှန်ချင်းနှစ်ချောင်းဖြစ်သွားမှာအခုကကျတော့ကျွန်တော်ဟိုဘက်က sync ပြရဲသူမရှိသေးတဲ့အတွက်အမှန်ချင်းတစ်ချောင်းပဲဖြစ်နေတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလို့ဈေးနှုန်းမေးချင်တာတွေဝယ်ချင်တာပြုချင်တာအကုန်လုံးမေးလို့ရသွားပြီပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်ဒီလိုမျိုးပို့လိုက်တယ်ဆိုလို့ရှိရင် channel admin ဘက်ကဘယ်လိုမြင်ရလဲဆိုတာကိုကျွန်တော် admin တယောက်အနေနဲ့ view ကိုပြပေးမယ်ပေါ့နော်ဒါတော့အခု conversation တစ်ခုအနေနဲ့လာပေါ်တဲ့ပုံစံပါဒါအခုကျွန်တော် conversation ကိုဝင်လိုက်ချင်းမှမြင်ရမယ့်ပုံစံပေါ့နော်ဆိုတော့ဒီမှာကျွန်တော် reply ပြန်တဲ့နည်းကိုပြောပြမယ်ဆိုတော့ခုနက Vita ရဲ့ Fib app ပေါ့နော်ကျွန်တော်ရဲ့ Fake account ပေါ့အဲ့ကနေပြီးတော့ကျွန်တော်စာစမ်းပို့ထားရပေါ့အဲ့တော့ကိုက admin တယောက်အနေနဲ့သူ့ကိုစာပြန်နေတယ်ဆိုလို့ရှိရင်ဘယ်ဘက်ကိုဆွဲလိုက်ရမှာ swipe left ဆိုတာဒီလိုမျိုးအဲ့ဆိုလို့ရှိရင်စာပြန်လို့ရသွားပြီဆိုတော့ပေါ့နော်ဗာအမျိုးရှောက်ရေးလိုက်ပေါ့အဲ့လိုစာပြန်လိုက်တယ်ဆိုလို့ရှိရင်ဟိုဘက်ကဒီခုနစာပို့တဲ့အကောင့်ထဲမှာကျတော့ဒီ your telegram friend ကနေပြီးတော့စာပြန်တယ်ဆိုပြီးဝင်လာမှာပေါ့နော်ဟိုဘယ် admin ပြန်တယ်ဆိုတာဥပမာ Vita ကပြန်တာလားဘယ်သူကပြန်တာလဲဆိုတာမသိဘူးပေါ့နော်ဒီ channel ကနေစာပြန်တယ်ဆိုပြီးတော့ပဲဖြစ်သွားမှာပေါ့နော်ဆိုတော့ဒါကကျတော့overview ပေါ့နော်ဒါကကျွန်တော်တယောက်တည်းစာပို့ထားလို့ဒီမှာတယောက်တည်းတွေ့နေတာပေါ့နော်ဒီမှာလူ5-6ယောက်စာပြန်ပို့ရင်5-6ယောက်ပို့တဲ့စာတွေအကုန်လုံးကဒီထဲမှာတန်းစီပြီးဝင်လာမှာလို့ဝင်လာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတယောက်ချင်းစီအတွက်ဥပမာ Vita Fib app ပေါ့နော်ဒီ account ပို့တဲ့ဟာကိုပဲကြည့်နေတယ်ဆိုလို့ရှိရင်ဒါလေးကိုနှိမ့်လိုက်လို့ရှိရင်ဒီမှာဒီ Vita ဒီ Vita ပို့တဲ့စာတွေကိုပဲဒီ customer ပို့တဲ့စာတွေကိုပဲတန်းစီပြီးမြင်ရမှာဖြစ်တယ်ဆိုတော့ဒီထဲမှာကိုပြောနေတာပြောလို့ရတယ်အဲဆိုဒီ conversation ထဲမှာပြောသမျှက Vita နဲ့ကိုနဲ့2ယောက်တည်းပြောနေရပြီဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်မှာ tab ကလေးတစ်ခုရှိရပေါ့အမှဆိုလို့ရှိရင်လည်းဒီမှာရွှေ့လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တယောက်ပဲစမ်းပြထားတာဖြစ်တဲ့အတွက်တယောက်ပဲပေါ်နေတာဒီမှာ5-6ယောက်စကားလာပြောရဲဆိုလို့ရှိရင်ဒီနားမှာ5-6ယောက်တန်းစီပြီးပေါ်လာလိမ့်မယ်ကိုပြောနေတဲ့သူရဲ့နာမည်ကိုနှိပ်ပြီးတော့ကျတော့ပြောလိုက်လို့ရှိရင်ရပြီပေါ့နော်ဆိုတော့ဒီ feature လေးကအရင်လဲအဆင်ပြေလို့ထင်တယ်ပြီးကြတော့ဒီအစကတည်းက logo လိုအပ်နေတဲ့ feature ပေါ့နော်ဒီ feature ပေါ်လာတဲ့အတွက်အယောင်းဝယ်တွေလည်းပို့ပြီးတော့အဆင်ပြေသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးကဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်tutorial နဲ့ပြပြပေးသွားမယ်ပေါ့နော်လုံနည်းကိုသိချင်လို့ရှိရင်ဒီအခုကျွန်တော်ပြပြမယ်နောက်ပိုင်းဟာတွေကိုဆက်ပြီးတော့ကြည့်ဖို့လုပ်မယ်ပေါ့နော်
အခုဒါကျွန်တော်ရဲ့ admin account နဲ့ owner account နဲ့ဝင်လိုက်တာပေါ့နော်ဝင်ပြီးတော့ကျတော့ကျွန်တော်တို့ Telegram friend ဆိုရယ်ဒီဘက်က setting တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင် channel setting တွေကိုသွားမယ် channel setting ထဲမှာ direct message ဆိုပြီးတော့ကျတော့နေရာလေးတစ်ခုပေါ်လာတယ်ပေါ့နော်အဲ့ဒီ direct message ကပိတ်ထားလို့လည်းရတယ်သူတို့ဆက်ဆက်ချင်းဆိုလို့ရှိရင်ပိတ်ထားမှာပေါ့နော်အဲ့ဒါနေပြီးကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကျတော့ဒါကတော့ကျွန်တော်ကို free message ပို့လို့ရအောင်ကျွန်တော်ဖွင့်ထားတာပေါ့နော်လူတိုင်းအလကား message လာပို့လို့ရတယ်အဲ့လိုမျိုးပဲနဲ့ဒီ channel ကိုစာပို့ချင်တယ်ဒီ admin နဲ့စကားပြောနေတယ်ဆိုလို့ရှိရင် star 10လုံးပေးရမယ်star 5လုံးပေးရမယ်အဲ့လိုပုံစံမျိုးသတ်မှတ်ထားလို့ရတယ်အဲ့လိုသတ်မှတ်ထားရဆိုလို့ရှိရင်ဒီမှာသတ်မှတ်ရတာပေါ့နော်ဒါကိုဒီလိုလုပ်ပြီးတော့ကျတော့ star ဘယ်နှလုံးသတ်မှတ်မှာလဲပေါ့ဒီမှာကျွန်တော် star 10လုံးသတ်မှတ်မယ်ဆိုလို့ရှိရင်channel က 85% ကိုရမှာဖြစ်တယ်အဲ့တော့လူတစ်ယောက်ကကျွန်တော်နဲ့စကားပြောဖို့ star 10လုံးသုံးလိုက်တယ်ဆိုလို့ရှိရင်10လုံးနဲ့မပြောတော့ဘူးပေါ့နော်အလုံး100နဲ့ပြောလိုက်မယ်အလုံး100သုံးလိုက်တယ်ဆိုလို့ရှိရင်85လုံးကကျွန်တော်ရမှာ channel ကရမှာပေါ့နော်အဲ့လိုပြီးကြလို့ရှိရင်ကျန်တဲ့15လုံးကကျတော့ Telegram ကဒီ service ကိုသုံးတဲ့အတွက်ယူမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတက်ကိုတတ်မှတ်ရမယ်လို့မဟုတ်ဘူးတတ်မှတ်ချင်လဲရမယ်တတ်မှတ်ချင်လဲရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီလူတိုင်းအဆင်ပြေစကားလာပြောလို့ရအောင် free ကိုပဲထားလိုက်တယ်ပေါ့နော်အဲ့လို free ထားလိုက်ပြီဆိုလို့ရှိရင်ဒီအောက်မှာ conversation လေးရှိရယ်ဆိုတော့အပြင်မှာလဲ conversation ရှိရယ်ဆိုရင်ဒီ conversation တွေကနေတိုင်းရဲသွားပြီးတော့ကျတော့လဲဒီကျွန်တော် service ဒီဝင်တဲ့ inbox message တွေပါတွေကိုလာပြီးတော့စစ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကဒီ channel admin တော်တော်များများအတွက်လိုက်လုပ်ရတာလည်းအဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Telegram နဲ့ပတ်သက်တဲ့ service တွေ Telegram Premium တွေ Telegram Star တွေ Telegram Gift တွေပေါ့နော်အစုံပေါ့ Telegram နဲ့ပတ်သက်တဲ့ဟာတွေအားလုံးစုံစမ်းခြင်းနဲ့ဒါမှမဟုတ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Your Telegram Friend channel မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ Twitter account မှာပဲဖြစ်လာပြီးတော့ဝယ်ယူစုံစမ်းလို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ